ဒါကဖဲသီးအပုပ်မဟုတ်ပါဘူးရုရှားနိုင်ငံကလူကြိုက်များတဲ့ဖဲသီးချင်ပါဖဲသီးချင်ဟာသခွားသီးချင်လိုပဲရုရှားနိုင်ငံမှာအင်မတန်လူကြိုက်များပြီးဈေးကြီးတဲ့အစားအစာဖြစ်ပါတယ်ဖဲသီးကိုအလုံးလိုက်အချင်တည်ကြတာဖြစ်ပြီးတော့ဖဲသီးပေါ်ပေါ်များများထွက်တဲ့ကာလမှာပြုလုပ်ကြတာပါစားအစာတွေနဲ့လည်းတွဲဖက်စားကြတယ်လို့ပဲဒီတိုင်းခွဲစိတ်ပြီးလဲစားကြတဲ့ရိုးရာအစားအစာဖြစ်ပါတယ်အချိုအရသာကိုအချင်တည်ထားတာကြောင့်ချူချင်အရသာဖြစ်နေတဲ့သဘောမှာရှိနေပုံရပါတယ်ရုရှားနိုင်ငံကိုဖဲသီးတွေဟာ16ရာစုမှာအရှေ့လေပိုင်းကနေတဆင့်ရောက်ရှိလာခဲ့ပြီးတော်ဝင်အစားအစာဖြစ်ခဲ့ပါတယ်ဖဲသီးအချင်တည်နီးကိုတော့ရုရှားရောက်ဂျာမနီလူမျိုးတွေကဝိုလ်ဂါမြင့်အနီးနေထိုင်ရင်းစတင်လှုပ်ဆောင်ခဲ့ဟန်တူပါတယ်အချင်တည်နီးဟာမိုးရာသီနဲ့ဆောင်းရာသီကာလတွေမှာဆင်းရဲတဲ့ရုရှားဒေသတွေအရေးကြီးတဲ့အစားအစာဖြစ်ပါတယ်ပြုလုပ်ပုံနီးကတော့ပထမဆုံးရေနဲ့အတူကြက်သွန်ဖြူထည့်ပါစတကြားတို့နဲ့အတူဗာနီဂါအချင်မှုတ်တို့ကိုထည့်ရပါမယ်ငရုတ်ကောင်းမှုတ်ကြက်သွန်မြိတ်ဆယ်လရီအရွက်ဒေးလ်အရွက်တွေကိုထည့်ရပါမယ်ပြီးရင်ဖျဲသီးကိုအလုံးလိုက်တည်ပြီးတော့ရေခဲတစ်တာထဲမှာဖြစ်စေအနည်းဆုံး14ရက်ကြာအောင်ထားရပါမယ်ဒါဆိုရင်တော့ပြီးပြည့်စုံတဲ့ဖျဲသီးချင်တည်တာရပြီမို့စိတ်တိုင်းကြခွဲစိတ်စားတော့လို့ရပါပြီဖဲသီးပေါ်တဲ့မြန်မာပြည်မှာလဲလှုပ်ကြည့်တဲ့နီးလိုယူဆပြီးတော့အချင်တည်ရင်ရေခဲတစ်တာထဲမှာထည့်တည်ရပါမယ်